အဘယ်မည်သောတရားဖြင့်သံတရားကြီးဟုသောသမုဒ္ဒရာကြီးကိုကုသထုတ်ချောက်လွန်မြောက်နိုင်ပါပေသနည်းအဘယ်မည်သောတရားဖြင့်သံတရားဝိဒုက္ခကိုလွန်မြောက်စေနိုင်ပါသနည်းအဘယ်မည်သောတရားဖြင့်သံတရားဒုက္ခကိုစင်ကြယ်စေနိုင်ပါသနည်းဟုတဖန်ထ၍လေးရသောပု္ပ္ပာတို့ကိုမေးမြန်းလျောက်ထားပြန်ပါသည်ဒုက္ခသဗ္ဗညုမြတ်စွာဘုရားသည်သာဓာယတရတိဩကံအပမဒေနအနဝံဝိရိယေနဒုက္ခမစ္စေတိပညာယပရိသုဇတိဟုဩဝါလာဝကပိလူဩတပံဖြစ်ပေါ်ရာအင်္ဂါ၄ပါးတို့တွင်တပါးပါဝင်ဖြစ်သောတရားတရားဖြင့်ဩဃလေးသွဲရေချမ်းကိုကုသထုတ်ချောက်လွန်မြောက်နိုင်ပါပေသည်အပမဒတရားဖြင့်သံတရားဒီဟုသောပြင်ကျယ်ပင်လေသမုဒ္ဒရာကြီးကိုကုသထုတ်ချောက်လွန်မြောက်စေနိုင်ပါပေသည်ဝီရိယလုံလာဖြင့်သံတရားဒုက္ခကိုလွန်မြောက်စေနိုင်ပါပေသည်အရဟတမေပညာဖြင့်ဤသံတရားဆင်းရဲကိုစင်ကြယ်စေနိုင်ပါသည်ဟုအရဟတမေအရဟတဖို့အထွတ်တတ်သောအဖြေစကားအရာဖြင့်ဖြေကြတော်မူလပ်ပါသည်ဤအဖြေလေးရာ၏အဆုံးဝယ်အာလဝကမေလူသည်သောတာပန်တည်ခဲ့ပါသည်ဒုက္ခလဝကမေလူသည်တဖန်ဆက်လျောက်၍ကထံသူလဘတေပညာကထံသူဝိန္ဒတေဒနံကထံသူကိဋ္တိံဘဘောတိကထံမိဒ္ဓာနိကန္တတိအာသမလောကပရံလောကံကထံပစ္ဆနာသောစတိဟုဘုံတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားအဘယ်မည်သောအကြောင်းယုတ်တိအဘယ်မည်သောတရားအဆုရှိပါမှလောကီလောကုတ္တရာပညာတရားကိုရရှိနိုင်ပါသနည်းအဘယ်သို့သောတရားကိုလက်ကင်ထားပါမှစည်းပွားဥစ္စာကိုရရှိနိုင်ပါသနည်းအဘယ်သို့သောတရားလက်ကင်ထားပါမှဤလောကဝယ်ထင်ရှားကြော်ကြားနိုင်ပါသနည်းအဘယ်သို့သောတရားလက်ရှိထားပါမှအဆွေခင်မွန်းတို့ကိုပြည့်စုံစေနိုင်ပါသနည်းဤလောကမှာဓမ္မလွန်လောကသို့သုတိပြတ်၍သေလွန်၍သွားသောအခါအဘယ်တရားပါရှိမှဓမ္မလွန်လောက၌မစိုးရိမ်ရပဲရှိပါသနည်းဟုအမေဗုဒ္ဓပြတနာ900ကိုတဖန်ထပ်၍လျောက်ဆိုရပါသည်ဘုရားသဗ္ဗညုမြတ်စွာဘုရားသည်